မေတ္တာစောကားမေတ္တာစုတတ်တယ်မေတ္တာထားတယ်ဆိုတဲ့နေရာမှာတတ္တဝါတူရဲ့အကျိုးကိုလိုလားမှုတသက်ကိုပြောတာပါချစ်ခင်မှုပိုင်ဆိုင်မှုပိုင်ဆိုင်လိုမှုဆိုတဲ့အရာတွေမရောစက်တဲ့တန့်စင်တဲ့မေတ္တာကောင်းကျိုးလိုလားလို့ချီးမြှောက်ပေးတဲ့အရာမျိုးတွေကိုယ့်ဘဝကြီးမြင်မာစေခြင်းလို့နှုတ်ဤဆောင်ပါခြင်းလက်ဤဆောင်ပါခြင်းနဲ့စောင့်ရှောက်ကြတဲ့သူတွေသူတို့တွေမှာမေတ္တာအစစ်တွေရှိကြတယ်ကိုယ်စီကဘာမှမလိုလားဘူးကိုယ်စီကတုံ့ပြန်ကျေးဇူးဆက်တာကိုလည်းမမျှော်လင့်ဘူးသူဖြစ်သွားစေချင်တာကတဆင့်တဆင့်ဘဝမြင်မာသွားစေချင်တာတခုပဲအဲ့ဒီစေတနာလေးနဲ့ပြောမိတာအဲ့ဒီစေတနာလေးနဲ့ပြောထောင်မိတာကိုချုပ်ချဲတယ်ဝင်ရောက်ဆွတ်ဖက်တယ်ကိုနေရာကိုမနေဘဲနဲ့သူတစ်ပါးလွတ်လပ်ခွင့်ကိုလာပြီးတော့ပိတ်ပင်တယ်စသည်ဖြင့်ဒီဘက်မှာကာမနဲ့မှွန်နေပြီးတော့တကယ်မေတ္တာရှင်တွေကိုစော်ကားတတ်တဲ့သူတွေရှိတယ်ကောင်းရာညွန်ပြတဲ့သူကိုရန်သူလို့ထင်ပြီးတော့မကောင်းတဲ့ဘက်မှာတိုက်တွန်းတဲ့သူတွေကိုမိတ်ဆွေချင်းတငယ်ချင်းအရင်လို့ထင်ပြီးမေတ္တာအစစ်နဲ့လမ်းပြနေတဲ့သူကိုစော်ကားတတ်ကြတယ်အဲ့လိုစော်ကားတဲ့အခါမေတ္တာစစ်ရှိတဲ့သူတွေကိုစော်ကားရင်မေတ္တာစူးတယ်မသိတော်လို့မသိတော်ဘူးလို့လမ်းပြတဲ့သူကိုစော်ကားပြီးတော့သူ့ကိုဆန့်ကျင်ပြီးလုပ်တဲ့အခါမသိတော်တဲ့လမ်းကိုရှောက်တဲ့အတွက်လောကီလောကုတ်ဆိုးကျိုးတွေသွားတွေ့တယ်အဲ့တော့အရှက်တကွဲဖြစ်ရခြင်းကဲ့ရဲ့ဆွဆွဲခံရခြင်းအချုပ်နှောင်ကြခြင်းရိုက်ပုတ်ခံရခြင်းအဆွဆွဲခံရအသက်ဖြတ်ခံရဆိုတဲ့ဆိုးကျိုးတွေအထိရရှိသွားနိုင်တယ်ကိုယ့်ရဲ့ဘဝတွေပျက်စီးသွားခြင်းအနာဂတ်တွေပျောက်သွားခြင်းစတဲ့အဲ့ဒီလိုဆိုးကျိုးတွေရသွားစေတယ်အဲ့ဒါကိုမေတ္တာစူးတယ်လို့ခေါ်တာစားရလဲတနတ်ပဲတပြည့်ပြည့်နဲ့လုံပါပါသွားတတ်တယ်မေတ္တာစော်ကားတော့မေတ္တာစူးတယ်ဆိုတာအဲ့ဒီသဘောပါမေတ္တာအပြည့်နဲ့ဘဝကိုတဆင်ချင်းတက်လှမ်းသွားအောင်ပြောထောင်ပေးတဲ့အခါမှာတသက်လွန်မလုံးအားကြီးတာချုပ်ချယ်လုံးအားကြီးတာမလွတ်လပ်ဘူးစိတ်ချင်းကြက်တယ်မလုတ်ချင်ဘူးဆိုပြီးလုတ်ခိုင်းတဲ့အရာတွေကိုမလုတ်ဘဲတသက်ချုပ်ချယ်တယ်ထင်ပြီးတော့စော်ကားလိုက်တဲ့အခါဆန့်ကျင်လိုက်တဲ့အခါရှောက်ရမယ့်လမ်းတွေကိုမရှောက်ဘဲအကံတွေဆန့်ကျင်မှုတွေပြုလိုက်တဲ့အတွက်ဖြည့်ဆည်းရမယ့်အရေးချင်းတွေကိုမဖြည့်ဆည်းဘဲအကံတွေဆန့်ကျင်မှု